အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာတောင်းဝင်းခိုင်ပါခုတလောဒီမေကွန်တော်တော်များများမှာတွေ့နေတဲ့ဒီအကြောင်းအရာပါလဲဆိုတော့ coffee အကြောင်းမေးနေတာပေါ့နော်ဒီတော့ကျွန်တော် coffee နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးပြောပြဖို့စဉ်းစားထားတယ်ဆိုတော့ coffee ဘယ်ကစလဲပေါ့နော် coffee ဘယ်ကစလဲဆိုတော့ကျွန်တော်တို့လူတိုင်းကြားဘူးတဲ့နိုင်ငံ Ethiopia နော် Ethiopia နိုင်ငံကနေစခဲ့တာပါပြီးတော့မှ Ethiopia ကနေပြီးတော့သူကယီမင်ကိုရောက်သွားတယ်ပြီးသွားတဲ့အခါမှာဒါအရှိလေပိုင်းတစ်ခုလုံးကိုပြန့်သွားပြီးတော့မှနောက်မှဥရောပစီရောက်လာတယ်ပေါ့နော်ပြီးရင်တစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပါတယ်အဲ့တော့ကျွန်တော်အဓိကပြောချင်တာက coffee နဲ့ကျန်းမာရေးနဲ့ဆက်ဆက်မှုကိုပြောချင်တာဆိုတော့ဒီသမိုင်းကြောင်းတွေကတော့ခဏထားလိုက်တော့မယ်နော်coffee တောက်တာနဲ့ပတ်သက်ပြီးတော့ coffee တောက်တာကျန်းမာရေးအတွက်ကောင်းလားမကောင်းလားဆိုတဲ့အငင်းပွားမှုတွေဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကဖြစ်ခဲ့ကြတယ်ဒီတော့လေ့လာမှုတွေလည်းလုပ်ခဲ့ကြတယ်အဲ့ဒီထဲမှာတချို့လေ့လာမှုလေးတွေအကြောင်းဆက်ကြည့်အောင်ကျွန်တော်တို့ဒီ European Journal of Preventive Cardiology ကနေပြီးတော့2022မှာထုတ်ပြန်ခဲ့တဲ့သုတေသနစာတမ်းရလဒ်လေးပေါ့နော်အဲ့တော့သူကဘာပြောထားတာလဲဆိုတော့ကျွန်တော်တို့ဒီ coffee လုံးဝမတောက်တဲ့လူရဲ့ coffee တနေ့ကိုတစ်ခွက်နှစ်ခွက်တနေ့ကို9ခွက်နဲ့အထက်တောက်တဲ့လူတွေကိုဒီလူတွေကိုသူကလေ့လာလိုက်တယ်အဲ့တော့လေ့လာကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုတော့ဒီရလဒ်အနေနဲ့ဆိုလို့ရှိရင်တရက်ကိုတဲ့ coffee 2ခွက်ကနေ3ခွက်လောက်တောက်တဲ့လူတွေမှာဆိုလို့ရှိရင်တဲ့ဒီနှလုံးနဲ့သွေးကြောဆိုင်ရာယောဂါတွေပေါ့နော် CVD လို့ခေါ်တဲ့နှလုံးသွေးကြောဆိုင်ရာယောဂါတွေဖြစ်တာကိုတိတိတတ်တာရော့ကျသွားတယ်လို့ပြောတယ်။နောက်ဒီသေဆုံးမှုနှုန်းလည်းကျသွားတယ်ဆိုပြီးတော့တွေးရှိထားတယ်ပေါ့နော်။အဲ့တော့သူရဲ့ဒီသုတေသနမှာဆိုလို့ရှိရင်ဒီ coffee ထဲမှာဆိုလို့ရှိရင် coffee ကိုအမှုန့်ကျိတ်ထားတဲ့ coffee လုံးဝ coffee စစ်စစ်လည်းဖြစ်နိုင်တယ်နောက်တစ်ခါ instant နော်အဲ့တော့ ready made coffee တွေလည်းပါပါတယ်အကုန်လုံးကိုပြောချင်တာပေါ့နော်။ဒီသုတေသနကြတော့ဗာပြောလဲဆိုတော့ coffee တောက်ချင်းနဲ့ဒီ chronic liver disease CLD လို့ခေါ်ရဲပေါ့နော်နာတာရှည်အသေးပျက်စီးရဲ့ယောဂါတွေနဲ့ဆက်ဆက်မှုကိုလေ့လာခဲ့တာပေါ့နော်အဲ့တော့သူကကြတော့2021ခုနှစ်ကနော်အဲ့ဒါလေ့လာခဲ့ထုတ်ပြန်ခဲ့တာဖြစ်တယ်ဆိုတော့သူ့ရဲ့ရလဒ်မှာကြတော့ဗာလဲဆိုတော့ all type of coffee ပေါ့နော် coffee တွေအားလုံးကတဲ့နော်နာတာရှည်အသေးယောဂါတွေကိုတဲ့ထိထိရောက် short ချပေးနိုင်တယ်ပေါ့နော်ဘယ်လို coffee ပဲတောက်အဲ့ဒါဒီအသေးအတွက်ကောင်းတယ်ဆိုပြီးတော့တွေးရှိထားတာလေးပါဒါလေးကတော့ American Diabetes Association ကနေပြီးတော့2019တုန်းကထုတ်ပြန်ထားတဲ့ဒီ coffee နဲ့ပတ်သက်တဲ့လေ့လာတွေ့ရှိချက်လေးပေါ့နော်အဲ့မှာဘာတွေ့လဲဆိုတော့ဒီ coffee တောက်သုံးမှုတွေကနေပြီးတော့ဒီခန္ဓာကိုယ်မှာရှိတဲ့ fat တွေအဆီတွေကိုလျှော့ချပေးနိုင်တယ်ဒီတော့ဒီဝါတဲ့လူတွေအတွက်အဝလွန်တဲ့လူတွေအတွက်လည်းကောင်းတယ်နောက်ပြီးတော့လို့ရှိရင်သူကဒီ type 2 diabetes လို့ခေါ်တဲ့မျိုးစားနဲ့စီချိုသွေးချိုဖြစ်တဲ့နှုန်းကိုလည်းလျှော့ချပေးနိုင်တယ်ဆိုပြီးတော့တွေ့ရှိထားတယ်ပေါ့နော်အဲ့တော့ဒီ coffee တောက်တဲ့အခါမှာဒီ coffee ကဒါစီချိုသွေးချိုယောဂါကိုလည်းဖြစ်နိုင်ရင်နည်းဆုံးအောင်လို့လုပ်ပေးနိုင်တယ်ဒါပေမဲ့တခုရှိတာတော့ဒီ coffee ကိုအချိုတွေအများကြီးနဲ့တောက်တဲ့လူတော့မပါဘူးပေါ့နော်ဆိုတော့အချိုတွေအများကြီးမပါဘဲနဲ့ရိုးရိုး coffee ကြီးပဲတောက်တယ်ဆိုလို့ရှင်တော့စီချိုသွေးချိုယောဂအတွက်လည်းကောင်းပါတယ်ဒါဆိုရင် coffee တောက်တာကောင်းတယ်လို့ပဲပြောလို့ရလားဆိုပြန်တော့လေ coffee ကြောင့်ဖြစ်လာမဲ့ဆိုးကျိုးတွေလည်းရှိပါသေးတယ်ဆိုတော့ coffee တောက်တဲ့အခါမှာဖြစ်နိုင်တဲ့ပြဿနာတွေကဘာလဲဆိုတော့စိုးရိမ်စိတ်တွေအများများတတ်တယ် anxiety တွေများလာတတ်တယ်လူကကနာမငြိမ်ဘူးဖြစ်တတ်တယ်နောက်ပြီးတော့လို့ရှိရင် coffee တောက်နေကြလူကရုတ်တရက် coffee မတောက်တော့ပဲရပ်လိုက်တာမျိုးဆိုရင်ခေါင်းတွေကိုက်လာတတ်တယ်နောက်တချို့ကျတော့လည်းတောက်နေကြပမာဏထက်ပိုပြီးတော့တောက်လိုက်လို့ရှိရင်ခေါင်းတွေကိုက်လာတာမျိုးဖြစ်တတ်တယ်အစာအိမ်မှာပြဿနာကတော့ဒီ coffee ကြောင့်ဒီ acid တွေပြန်တတ်တာပေါ့နော် GERD ဆိုတဲ့စချင်ပြန်တဲ့ယောဂါတွေဖြစ်လာနိုင်တယ်နောက်ပြီးရင်ရင်ပူလာနိုင်တယ်ပြီးရင်ဘိုင်းနာတာတွေလေးပွားတာတွေဖြစ်တတ်ပါတယ်နောက်တစ်ခုက coffee ကဒီဥမာကြီးရဲ့လှုပ်ရှားမှုကိုအားပေးတဲ့အခါကျတော့ coffee တောက်ပြီးရင်ဝမ်းသွားချင်တာမျိုးအဲ့လိုလည်းဖြစ်နိုင်ပါတယ်နောက်နှလုံးနဲ့ပတ်သက်တာဆိုလို့ရှိရင်တော့ရင်တုံမယ်နောက်ပြီးရင်ယာယီသွေးတို့ပေါ့နော်အဲ့တော့သွေးပေါင်လေးခဏတက်သွားတာမျိုးဖြစ်နိုင်တယ်ပြီးတော့ညဘက်တွေအိမ်မပြောတာမျိုးဖြစ်နိုင်တယ်စီးခဏသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါကတော့ coffee ရဲ့မကောင်းတဲ့အချက်တွေပါဒါလို့ဆိုရင် coffee ရဲ့ကောင်းကျိုးဆိုးကျိုးတွေသိသွားပြီဆိုတော့ coffee တောက်တင်လားမတောက်တင်လားဆိုတော့ကိုယ်တိုင်ဆုံးဖြတ်လို့ရမယ်လို့ထင်ပါတယ်เนาะအဲ့တော့တချို့ကတော့ coffee ကိုဆွဆွလန်းလန်းတောက်နေတယ်အဲ့တော့ကိုတောက်နေကြပမာဏတစ်ခွက်နှစ်ခွက်လောက်ကတော့ပုံမှန်ဆက်တောက်သွားလို့ရပါတယ်ဒါပေမဲ့တချို့တွေမှာကျတော့ coffee တောက်လိုက်လို့ရှိရင်အဆင်မပြေတဲ့လက္ခဏာတွေခံစားရတယ်ခုနကတော့ပြောတဲ့ဆိုးကျိုးတွေရမယ်ဆိုလို့ရှိရင်တော့ဒါရှောင်သိရင်ရှောင်ရမယ်အကယ်၍ကိုကမဖြစ်မနေတောက်ချင်တယ်ဆိုလို့ရှိရင်လည်းနည်းနည်းပျော့တဲ့ coffee ပေါ့เนาะဒီလိုမျိုးလေးရွေးတောက်တာတော့ပိုကောင်းပါတယ်ဒါဆိုရင်ကို coffee တရက်ကိုဘယ်နှခွက်လောက်တောက်တတ်လဲ comment မှာမှတ်ပေးခဲ့အောင်เนาะကျေးဇူးတင်ပါတယ်